ကဲသိပ္ပံနေကြတတိကပ်ပြီးနနက်ခင်းနေကိုဘလို့အကောင်းဆုံးဖြတ်တန်းကြမလဲဆိုတာဒီလေးလာတင်ပြချက်လေးမှာအတူတူကြည့်လိုက်ကြအောင် မနက်နိုးလာရင်ပဲမနေလို့နိုးဆက်ကိုခဏခဏပိတ်မိနေလားဒါစရီနော်ဘာကြောင့်လဲဆိုတာအခုပဲအဖြေရှာကြည့်ကြစို့ UC Berkeley ရဲ့လေ့လာမှုအရမနက်ခက်လန်းဆန်းမှုအိတ်စစ်ချင်းလေ့ကျင့်ခန်းလုပ်ခြင်းနဲ့နနက်စာဆိုတဲ့လိုဝက်ချက်၃ခုရှိပါတယ်တကယ်တော့လန်းဆန်းတဲ့နနက်ခင်းရီရဖို့မနှညကတွေကကြိုတင်ပြင်ဆင်ရမယ့်အချိန်ဇယားလေးတစ်ခုရှိနေပါတယ်မနေ့ကတည်းကစကန်ဖို့သိအရေးကြီးပါတယ်လုံလောက်တဲ့လေ့ကျင့်ခန်းက adrenaline ကိုတိုးစေပြီးစိတ်ဖိစီးမှုကျစေလို့နောက်နေ့အတွက်အယံလန်းဆန်းစေပါတယ်ညဘက်ဖုန်းကြည့်တာအဆောင်ဖို့လိုက်လို့တဲ့နော်နောက်နေ့အထာအဝေးစားနဲ့အိတ်ဒီကိုပါကြိုတင်ပြင်ဆင်ထားလိုက်ပါပြီးတော့9နာရီကနေ10နာရီလောက်တည်းချအိတ်ပါဒါကဟော်မုန်းတွေတဘာဝအတိုင်းကြီးများသွားစေပါတယ်မနက်မျက်လုံးပွင့်ပြင်ချင်းဖုန်းကိုလုံးဝမကင်ပါနဲ့ဒီပထမဆုံးမိနစ်အနည်းငယ်လေးကတနစ်တာလုံးရဲ့စိတ်ချီနေကိုဆုံးဖြတ်ပေးလို့ပါအပြိုးသဘောဆောက်တဲ့တွေးလေးနဲ့စတင်ပါမေတ္တာစိတ်မွေးမြူတာကနေ့စဉ်ကြုံရမယ့်စိတ်ဖိစီးမှုတွေကိုကောင်းကောင်းခံနိုင်ရရှိစေပါမယ်အခုလက်ကားလေးကိုဖွင့်လိုက်ပါမနက်ခင်းနေရောင်ကြီးကခဏကိုနိုးထိုးဖို့အချက်ပြပေးပြီးဗီတာမင် D တွေပါရစေပါတယ်တညာလုံးခန်းချောက်တဲ့ရေဓာတ်ကိုပြင်ဖြစ်ဖို့နဲ့ထိုင်းမိုင်းတာတွေကိုကာကွယ်ဖို့အရာထချင်းရေတဖန်းခွဲအပြည့်တောက်လိုက်တာအေးရကမထခင်အကျိုးဆန်းပေးတာကခန္ဓာကိုယ်ကိုဖြေလော့ပေးတဲ့ parasympathetic အာယုံကြောစနစ်ကိုနိုးကြစေလို့နနက်ခင်ကိုတည်ငြိမ်စေပါတယ်အဲ့ရတဲ့မှာအချောဆန့်ဖို့ဟာဖာဟအကန့်လည်းအချံပြူချပါတယ်ဒီလေးချင်းခန်းတွေကိုစက္ကန့်30ကနေ60အထိငင်းငင်းတတလေးလုပ်ပေးပါတရားထိုင်ဖို့10မိနစ်လောက်အချိန်ပေးကြည့်ပါစိတ်ဖိစီးမှုတွေရောကြသွားပြီးအာယုံဆူဆိုင်မှုပိုကောင်းလာစေသေးတယ်လို့သူသေသနာတွေကအခိုင်အမာဆိုထားပါတယ်နေ့စဉ်စာတကန်းလောက်ဖတ်တာမျိုးစိတ်တက်ကြွစေမဲ့တခြင်းလေးတွေနားထောင်တာမျိုးကဦးနောက်စွမ်းရည်ကိုတိုးတက်စေပါတယ်အရေးကြီးဆုံးအချက်ကတော့နနက်စာပါပဲတနေ့ဒါလုံးနိုးချလန်းဆက်နေဖို့နနက်စာကအဓိကချရဲဆိုတာ UC Berkeley ရဲ့လေ့လာမှုကအတည်ပြုထားပါတယ်ကြီးကွာခြားချက်ကိုကြည့်လိုက်ပါကစီတက်ကအချင်းချရှင်နိုးကြစေပြီးမြင်တခြားတက်ကတော့ခဏပဲလန်းဆန်းစေပြီးချက်ချင်းပြန်နှုံးသွားစေပါတယ် Black Coffee စစ်ကအာယုံကြောစနစ်ကိုပေးကင်းခင်းနဲ့လုံဆော်ပြီးမှတ်ညင်ပါတိုးစေပါတယ်တခြားမပါလို့ပြန်နှုံးသွားတာမျိုးလည်းလုံးဝမရှိပါဘူးဆိုမနေ့ညကနေဒီမနေ့အင်ထိမှန်ကန်တဲ့လေးကလေးတွေပေါင်းဆက်လိုက်တာကတနေ့တာလုံးအကောင်းဆုံးနိုးကြလန်းဆန်းနေဖို့အဓိကတော့ချက်ပါပဲဒါဆိုရင်ပြည့်စုံတဲ့မနစ်ဖန်လီရောက်ဖို့အတွက်ဒီကနေ့ညမှာဘလို့အလေးချင်းလေးတွေကိုစတင်ပြောင်းလဲကြည့်ကြမလဲအားလုံးပဲတေချာစဉ်းစားကြည့်လိုက်ပါအောင်နော်